အားလုံးပဲမင်္ဂလာပါခင်ဗျာ Myth Horizon ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြပေးသွားမှာကတော့ Nostana ရဲ့အကြီးမြတ်ဆုံးနတ်ဖျား All-Father လို့လူသိများတဲ့ Odin အကြောင်းပဲဖြစ်ပါတယ်ခင်ဗျ Odin လို့ကြားလိုက်ရင်အများစုက Marvel ရုပ်ရှင်တွေကဘုရင်ကြီးကိုပဲဖြစ်ဖြစ် God of War game တွေကလူတွေရဲ့စိတ်ကိုလှည့်လည်ကစားတဲ့ဖိုးကြီးကိုပဲဖြစ်ဖြစ်ပြင်းမြင်မိကြမယ်ထင်ပါတယ်ဒါပေမဲ့မူရင်းတန်နာကြီးက Odin ကရောအဲ့ဒီလိုပဲလားသူ့မျက်လုံးတစ်ဖက်ကိုဘာအတွက်စတေးခဲ့တာလဲကမ္ဘာတစ်ပင်မှာ9 ရက် 9 ညလုံးဇောက်ထိုးချိတ်ဆွဲပြီးတော့ကိုဘာကြောင့်ညှဉ်းပန်းနှိပ်စက်ခဲ့တာလဲတခြားလူတွေကတော့ထင်ရှားလိမ့်မယ်ဗျလက်ဖျားတွေဆိုတာအလုံးစုံသိမြင်နေတဲ့လူတွေအကုန်လုံးလုံနိုင်နေတဲ့လူတွေလို့ဒါပေမဲ့ Odin ဆိုတာကမွေးကလေးကအရာအလုံးကိုသိနေတဲ့ပညာရှိတစ်ယောက်မဟုတ်ခဲ့ပါဘူးဗျသူကသွေးနဲ့နာကျင်မှုတည်မှုတွေရင်းပြီးတော့ဉာဏ်ပညာကိုရယူခဲ့တာပါโอเคဒါဆိုရင်အရင်ဆုံးဘယင်တစ်ပါးဖြစ်မလာခင် Odin ရဲ့မူလအစကနေပြီးတော့စလိုက်ကြရအောင်ဗျမီးနဲ့ရေခဲကြားကမွေးဖွားခြင်းအချိန်ဆိုတာမရှိသေးခင်စကြဝဠာမဖြစ်ပေါ်သေးခင်ကကဘာဦးဟင်းလင်းပြင်ကြီးပဲရှိခဲ့ပါတယ်တစ်ဖက်မှာတော့ထာဝရမီလီယံတောက်လောင်နေတဲ့မီးနယ်မြေတွေနောက်တစ်ဖက်မှာတော့ထာဝရအေးခဲနေတဲ့ရေခဲနယ်မြေပေါ့ဒီနောက်ပိုင်းကနေနိုင်ရန်ဖန်တီးပြီးတဲ့အချိန်ထိကိုတော့ကျွန်တော်အရင်လှုပ်ထားတဲ့ Nostana ကြီးမွေးဖွားလာပုံဆိုတဲ့ဗီဒီယိုမှာအသေးစိတ်သွားကြည့်လို့ရပါတယ်ဗျအတူချုပ်လိုက်ရရင် Odin ကနိုင်ရန်ကိုဖန်တီးပြီးနန်းတက်ခဲ့ပေမဲ့သူ့အတွက်အရေးကြီးဆုံးကအာဏာမဟုတ်ခဲ့ပါဘူးဒါထက်စာရင် Odin ရဲ့အကြီးမားဆုံးတတ်မှတ်မှုကတားမြစ်ထားတဲ့အသိပညာတွေလို့ပြောရမယ်ဗျโอเคဒါဆိုအခုလိုတားမြစ်ထားတဲ့အသိပညာတွေရအောင်သူဘာတွေစတေးခဲ့ရလဲစက်ကြည့်လိုက်တာပေါ့ဗျဉာဏ်ပညာရည်တွင်းတွေကမျက်လုံးတစ်ဖက်ဒီကြောင့်ပြောရရင်အရင်ဆုံး Odin ကတခြားလူတွေထက်ပိုသိမြင်ပိုမြင်ခြင်းပိုနားလည်ခြင်းနဲ့သူ့စိတ်ဆန္ဒကိုဖြည့်ပြောက်ဖို့ကမ္ဘာသစ်ပင်ရဲ့အမြင့်မှာရှိတဲ့ဉာဏ်ပညာရည်တွင်းကိုရှာဖွေထွက်ခဲ့တာနဲ့ပဲစရမယ်ဗျဒါပေမဲ့ Odin ကသူတက်မှတ်နေတဲ့ဉာဏ်ပညာတွေကိုလွယ်လွယ်ရခဲ့တာမဟုတ်ပါဘူးဉာဏ်ပညာရည်တွင်းကိုစောင့်ချက်တဲ့Main Smell ကအသိပညာအတွက်မျက်လုံးတစ်ဖက်ကိုအဖိုးအခအဖြစ်တောင်းဆိုခဲ့ပါတယ်ဒီနေရာမှာကြားဖြတ်ပြောရရင် Main Smell ဆိုတာကကမ္ဘာသစ်ပင်အောက်ခြေမှာရှိနေတဲ့ရေတွင်းကြီးသုံးတွင်းတွေကဉာဏ်ပညာရေတွင်းရဲ့အဆောင်အရှောက်ပါခြေဗီဒီယိုမှာပြောခဲ့သလိုပဲ Mamus ရဲ့တည်ရှိမှုက Hador တို့ Odin တို့လို Comics Principle တွေကတစ်ခုဖြစ်ပြီးတော့ကံကြမ္မာနဲ့ဆက်ဆက်နေပါတယ် God of War game ဆော့တဲ့လူတွေဆိုရင်တော့ Kratos ရဲ့ခါမှာချိတ်ထားတဲ့ခေါင်းကြီးနဲ့ရင်းနှီးပါလိမ့်မယ်ဗျလူတွေက Main Smell ကိုတိလောက်ကြပေမဲ့အထင်ရှားဆုံးဒဏ္ဍာရီကတော့ Esa နဲ့ Venom နှစ်ဖျားတွေကြားစစ်ပွဲမှာခေါင်းပြက်ခံလိုက်ရတာပါပဲဒီဒဏ္ဍာရီထဲမှာတော့ Main Smell ရဲ့ခေါင်းကို Odin စီပို့လိုက်ပေမဲ့ Odin ဟာစေးဝါးတွေမှော်ပညာတွေနဲ့မတိအောင်လုပ်ပြီးတော့သူ့နာမှာအကြံပေးဖြစ်ခေါ်ထားတာနဲ့ဆက်ထားတယ်ဗျဒါအပြင် Esa နှစ်ဖျားတွေရဲ့အကြံပေးတိုင်ပင်ခံဖြစ်ထမ်းဆောင်ခဲ့တဲ့ဒဏ္ဍာရီတွေလည်းသူ့ဟာနဲ့သူ့ပါပဲဘာပဲဖြစ်ဖြစ်ပါအဓိကပြောချင်တာက Mamus ဆိုတာ Nostana မှာဉာဏ်ပညာအကြီးဆုံးလို့တောင်ဆိုနိုင်တယ်မဟုတ်လား Odin ကအသိပညာရှာဖွေသူဆိုရင် Mamus ကအသိပညာကိုယ်တိုင်ဆိုတာပါပဲဒါကြောင့်ပုံမှန်ဆိုလူတွေက Main Smell အနေနဲ့ဘယင်တစ်ပါးကိုမျက်လုံးတစ်ဖက်တောင်းတာကလက်သင့်ခံစရာမရှိဘူးလို့ထင်ကြပေမဲ့ Odin ကတွေးဝေမနေခဲ့တာပါသူရှာဖွေနေခဲ့တဲ့အရာလိုချင်ခဲ့တဲ့အရာမို့လို့မျက်လုံးကိုကိုယ်တိုင်နှိုက်ထုတ်ပြီးပြီးခဲ့တာပါသူ့စတေးမှုကတန်မတန်တော့မသိဘူးဗျဉာဏ်ပညာရည်ရင်းတွေကရေကိုတောက်ပြီးတဲ့အချိန်ကစပြီးသူကအရာအားလုံးကိုအမြင်နှမျိုးနဲ့မြင်နိုင်သွားတယ်ဗျကျန်နေတဲ့မျက်လုံးတစ်ဖက်ကအပြင်လောကကိုကြည့်ပြီးဗလာဖြစ်သွားတဲ့မျက်လုံးတစ်ဖက်ကအတွင်းစိတ်ကိုရှုမြင်သုံးသပ်ဖို့ပေါ့ကင်ဂျမာရဲ့လျှို့ဝှက်ချက်တွေနိုင်ရန်နဲ့ပတ်သက်တဲ့အသိပညာတွေအပြင်စကြဝဠာနဲ့အနာဂတ်မှာဖြစ်လာမယ့်အကြောင်းအရာတွေကိုပါမြင်လာခဲ့တဲ့အထိပါပဲဒါပေမဲ့ဒီလိုဉာဏ်ပညာရည်တွင်းကနေရခဲ့တဲ့အသိပညာတွေကတော့သူ့အတွက်မလုံလောက်ခဲ့ပါဘူးကိုစတေးခဲ့တဲ့ဂျိုးစင်ထက်ကနတ်ဖျားဒီကောင်းစဉ်မြင်တော့နည်းနည်းထူးဆန်းသလိုခံစားရမယ်ထင်ပါတယ်။ Odin ကဉာဏ်ပညာရည်တွင်းကနေအလုံးစုံသိနိုင်မြင်နိုင်တဲ့အသိပညာတွေရပြီးတာတော့ဘာတွေများထက်လုံနေသေးလဲလို့ဆိုတာမျိုးပေါ့။ဒါပေမဲ့ဉာဏ်ပညာရည်တွင်းတွေကနေအခုလိုအနာဂတ်ကိုကြိုသိခဲ့ရလို့လေအခုလိုတွေဖြစ်လာခဲ့တာလို့ပြောရမယ်ဗျ။ဉာဏ်ပညာရည်တွင်းကဖြစ်လာမယ့်အနာဂတ်ကိုပြခဲ့ပေမဲ့ပြောင်းလဲနိုင်တဲ့ခွန်အားကိုတော့မပေးဘူးဗျ။ဒါကြောင့် Nostana ရဲ့အဆုံးသက် Ragnarok ဖြစ်လာမှာကိုကြိုမြင်ခဲ့တဲ့ Odin ကတားဆီးနိုင်မဲ့စွမ်းအားကိုရှာဖွေခြင်းခဲ့တာပါဒီလိုနဲ့နတ်ဖျားတွေထက်တောင်ရှေးကြတဲ့မှော်ပညာတစ်မျိုးကိုရှာတွေ့ခဲ့ပါတယ်အဲ့ဒါကတော့ယွန်းတွေပါပဲမြန်မာလိုဆိုရင်တော့မှော်သင်္ကေတတွေပဲဆိုပါတော့ဗျာဒါပေမဲ့တာမန်မှော်စကလုံးတွေလို့မဟုတ်ပါဘူးစွမ်းအားကံကြမ္မာနဲ့တည်ခြင်းတရားကိုမြင်တောင်ပုံဖော်ထားတဲ့သင်္ကေတတွေပါဒီစွမ်းအားကိုပိုင်ဆိုင်ဖို့အတွက် Odin ဟာကမ္ဘာသစ်ပင်ကြီးမှာ9 ရက် 9 ညတိုင်တိုင်သူ့လှန်တဲ့သူကိုထိုးပြီးတော့ဇောက်ထိုးကျိုးဆွဲချခဲ့ပါတယ်အစားအစာမရှိရ
ရေမရှိဘသူ့အကူညီမှမယူဘဲနဲ့ပေါ့ဒဏ္ဍာရီတွေရတော့အိုဒင်ကအဲ့ဒီတစ်ပင်ပေါ်မှာအချိန်ချင်းသေဆုံးခဲ့ပြီးတေချင်းတရားရဲ့အစွန်းနာကိုရောက်သွားတဲ့အခါမှာရွန်နေကသူတို့ရဲ့လျှို့ဝှက်ချက်တွေကိုတီတိုပြောပြခဲ့ပါတယ်အနောက်ပိုင်းတစ်ပင်ပေါ်မှာဇောက်ထိုးကျိုးဆွဲထားရကနေဆင်းလာတဲ့အချိန်မှာတော့အရင်လိုအိုဒင်မဟုတ်တော့ပါဘူး cells လို့ခေါ်တဲ့ကန်ဂျမာကိုထိန်းချုပ်တဲ့မော်ပညာကိုတက်မြောက်သူစစ်ပွဲနဲ့အသိပညာတို့ရဲ့နဖျားရဲလို့ဖြစ်လာခဲ့ပါတော့တယ်။ All Father နဲ့သူ့ရဲ့ကြီးကံများဒါကတော့အိုဒင်နဲ့ပတ်သက်ပြီးလူသိနေတဲ့အချက်ပါအများစုကအိုဒင်ရဲ့ပခုံးပေါ်မှာကြီးကံနှကောင်နားနေတာကိုမြင်ဘူးလောက်ပေမဲ့တိတ်အလေးမထားမိလောက်ဘူးဗျတကယ်တော့ North Stanley ထဲမှာဒီကြီးကံတွေရဲ့အရေးပါမှုကပေါ့သေးသေးတော့မဟုတ်ဘူးဗျ Ragnarok လို့ North Stanley ရဲ့အဆုံးသတ်မှာတော့ဒီငှက်နှကောင်ကအိုဒင်စစ်ပွဲအတွက် viewer ချမှတ်တဲ့နေရာမှာအဓိကပါဝင်ခဲ့တာပါဟာဂမ်ဆိုတဲ့ကြီးကန်းကအိုဒင်ရဲ့အတွေးတွေကိုကိုစားပြုပြီးတော့မူးနင်ကတော့အမှတ်ရခြင်းကိုကိုစားပြုပါတယ်ဒီကြီးကနှကောင်ကနေမြေ9ခု9 run တစ်ခွင်လုံးကိုပြန်တန်းပြီးတော့အိုဒင်မသိတဲ့လေးဝက်ချက်တွေကိုသူ့နားထဲလာပြီးတီတိုပြောပြလေရှိပါတယ်ရိုးရှင်းအောင်ပြောရရင် The All Father Odin ရဲ့မျက်စိနဲ့နားတွေဆိုလဲမမှားဘူးပေါ့ဗျာပြီးတော့ Odin ကြောက်တဲ့တခုတည်းသောအရာဘာလဲလို့မေးရင်လဲဒီကြီးကနှကောင်ကိုပဲပြရမယ်ဗျဒီလိုပြောလို့တမျိုးတော့မထင်ပါနဲ့ဗျာတေချင်းတရားနဲ့စစ်ပွဲတွေကိုတော့မကြောက်တဲ့ All Father ကြီးကဒီကြီးကနှကောင်ကိုကြောက်စရာလားပေါ့ဗျာဒါပေမဲ့ကျွန်တော်ပြောတဲ့ကြောက်စရာဆိုတာကမေးရောခြင်းပါသူကတနေ့မှာမူးနေအမက်ရခြင်းတနေ့သူ့စီပြန်မလာတော့မှာကိုအမြဲစိုးရိမ်နေခဲ့ပါတယ်မူးနေအမက်ရခြင်းသာပြန်မလာခဲ့ရင်သူ့အမတ်တရားတွေမှတ်ဉာဏ်တွေပျောက်ဆုံးသွားမှာလေ။အိုရင်လိုဉာဏ်ပညာကိုအရာအလုံးထက်ပိုတက်မှတ်တဲ့နတ်ဘုရားအတွက်ဒါတွေကိုမေ့လျော့ကုန်ပဲဖြစ်ကတေတာတဲ့ပိုဆိုးတယ်မဟုတ်လား။ဒီငှက်တွေကြောင့်တည်ပြီးပြီဆိုတော့ Ragnarok အမီးလေးဆက်လိုက်ရအောင်ဗျာ။အိုဒင်ရဲ့ကံကြမ္မာရှုံးမှန်းသိတဲ့စစ်ပွဲအိုဒင်ကအရာအလုံးကိုကြိုမြင်ပြီးသားပါဒီထက်မှာနတ်ဘုရားတွေရဲ့နေဝင်ခြင်း Ragnarok လာတော့မယ်ဆိုတာလည်းအပါဝင်ပါပဲဒါပေမဲ့ Ragnarok ကိုဖြစ်မလောင်သူတားလို့မရပါဘူးဗျမတားနိုင်ဘူးဆိုတာလည်းသိပြီးသားပါသူတို့နိုင်တဲ့အရာကကြိုတင်ပြင်ဆင်ဖို့ပါပဲဒါကြောင့်သူက self လို့မော်ပညာတွေတင်ယူတာအပြင်ဘယ်ကာရီဒေးဆေလွတ်ပြီးတိုက်ပွဲမှာကြာဆုံးသွားတဲ့သူရဲကောင်းတွေရဲ့ဝิญဉ်တွေကိုပါစုဆောင်းစေခဲ့ပါတယ်ပြီးတော့သူရဲကောင်းဝิญဉ်တွေကိုဘယ်လာလို့ခေါ်တဲ့နယ်မြေတစ်ခုမှာနောက်ဆုံးစစ်ပွဲအတွက်လေ့ကျင့်ပေးထားတယ်ပဲဆိုပါတော့ဘယ်လာဆိုတာကတော့မြန်မာလိုအလွယ်ပြောရရင်ကျွန်တော်လည်းမသိပါဘူးဗျစတာပါ North Stanley မှာတော့ Veala ဆိုတာကတိုက်ပွဲမှာတိုက်ခိုက်ရင်တေဆုံးသွားတဲ့သူရဲကောင်းစစ်သူရဲကောင်းမှန်တွေတေဆုံးသွားရင်ရောက်တဲ့နေရာကိုယုံကြည်ကြတယ်ဗျအိုဒင်ကဒီလိုစစ်တီတော်တွေနဲ့တခြားအရာတွေကိုပါပြင်ဆင်ထားပြီး Ragnarok North Stanley ရဲ့အဆုံးသက်နောက်ဆုံးတိုက်ပွဲမှာခြေစုံးကနေထွက်တိုက်ခဲ့ပါတယ်ဒါပေမဲ့သူကြိုတင်မြင်ခဲ့တဲ့အဆုံးသက်ကိုတော့အရှောင်လွဲနိုင်ခဲ့ပါဘူးလူတွေကမေးကြလိမ့်မယ်ဗျဒါဟုတ်တိတိကြီးနဲ့သူဘာလို့တက်တိုက်ခဲ့တာလဲပေါ့ဒါတော့ North Stanley ရဲ့အဆုံးသက် Ragnarok ဗီဒီယိုကြမှာကျွန်တော်ဆက်ပြောပြသွားပါမယ်ခင်ဗျအဆုံးသက်ရရင် Odin ကသွေးကောင်းတစ်ယောက်မဟုတ်တယ်လို့ကယ်တင်ရှင်တစ်ယောက်လည်းမဟုတ်ပါဘူးသူကလှုပ်သိမ့်လှုပ်ထိုက်တာကိုမြင်ပြီးအဲ့ဒီအတွက်ဘလောက်ကြီးရဲ့အဖိုးအခပဲဖြစ်ဖြစ်ပြီးဆက်ဖို့ဝင်မလေးတဲ့ဒူးတဲ့သောနတ်ဖျားပါပဲဒဏ္ဍာရီအများစုတွေကနတ်ဖျားတွေလိုထရအသက်တွေစမ်းအားတွေထက်အမှန်တရားကိုသိမြင်ဖို့အသိပညာတွေမျိုးလုံးပါစတေးခဲ့တဲ့ဘယင်းဆိုတာအိုဒင်ကလွယ်ပြီးတခြားဘသူမှမရှိပါဘူးခင်ဗျမရင်းနှီးတဲ့အသုံးအနှုန်းတွေကြောင့်အတန်ထွက်မှားသွားတာမျိုးရှိခဲ့ရင်လည်းစိတ်မရှိဖို့မေတ္တာရက်ခံလိုက်ပါရခင်ဗျနောက်ဗီဒီယိုတွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဒဏ္ဍာရီဇလန်းတွေကိုတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ကြနဲ့အောင်နော်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျ